အားလုံးမင်္ဂလာပါဝါရဖြစ်နေတာတို့တောက်လျှောက်ဖြစ်တာပဲဝါရဒီဝါရဖြစ်တဲ့အကြောင်းကိုကျွန်တော်ပြောတော့မပြောချင်တော့ဘူးနော်စာမှာဘယ်လိုရေးထားလဲဆိုတာကိုပြန်ပြီးကြည့်တော့ဒီမှာဒါဒီဗီဒီယိုကကြတော့ဒီစစ်ကောင်စီရဲ့တဲပန်းဆိုင်ရာလူကြီးတရားရဲ့ post မှာတင်ထားတာပေါ့နော်ဝါရဖြစ်ဟွာပေါ့မင်းတရားတွေလိုပါလို့အဲ့လိုတင်ထားတာ page လိုပါလို့ပေါ့အဲ့ဒါယူပြီးတော့ကျွန်တော်ဟိုနေ့ကလေးလေယာဉ်နဲ့ပြစ်တဲ့ဟာကိုကျွန်တော်ယူပြီးတင်လိုက်တာအခုကလေးဒီမှာဝါရဖြစ်တဲ့ဟာတွေတောက်လျှောက်တင်နေတာအဲ့ဒါကျွန်တော်သူ့ဗီဒီယိုကို relation မလုပ်ချင်ဘူးလို့ကျွန်တော်ကြည့်နေတာခေါ်တော့ relation လုပ်ပေးလိုက်တော့တဘောလားနော်ဒီတော့ကြည့်ပြီးတော့ဘယ်လိုဝါရဖြစ်နေလဲဆိုတာရှင်းတန်းကပြင်လာတာတဲ့နော်ကဲကြည့်လိုက်ကြအောင်ကဘာတီ3ကာကွယ်ဆောင်ရှောက်နေတဲ့ဘသူ့ကိုဆောင်ရှောက်မှာဘသူ့ကိုကာကွယ်မှာလဲလို့မင်းတို့ကပြောရင်လည်းငါအမှဖြစ်နေတယ်ဘသူ့ကိုကာကွယ်မှာတော့โอเค bye bye